အကုသိုလ်ကံတွေလုံးမိသွားပြီဆိုလို့ရှိရင်ကံကလွတ်ရလွတ်ချောင်းဆိုတာကံတရားတွေကနေပြီးမကောင်းတဲ့ကံတွေလွတ်ဖို့နီလန်းမရှိဘူးလားဆိုရှိပါတယ်မြတ်စွာဘုရားကဟောတယ်ဒီကံတွေကဒီအကုသိုလ်ဆိုတာမလုပ်ကောင်းဘူးမလုပ်သင့်ဘူးလုပ်ရင်ဆင်းရဲဒုက္ခအကျိုးတွေကိုပေးတယ်ဟောဘုရားဒီလိုဟောတယ်မကောင်းမှုကံဆိုတာမကောင်းမှုဆိုတာသိသည့်အတွက်ကြောင့်မကောင်းမှုလုံးမိတဲ့ပုဂ္ဂိုလ်တယောက်ဒီစဉ်းစားရမှာငါမကောင်းမှုတော့လုံးမိပြီလုံးမိပြီးသားကိုပြန်တွေးပြီးတော့စိတ်လေးနေလို့ရှိရင်လည်းပဲဒါပယ်ဖြတ်လို့ပြုပြင်လို့ရတော့တဲ့အရာမဟုတ်ဘူးအဲ့တော့လုံးမိပြီးသားတော့ရှိစေတော့နောင်ငါမလုပ်ဘူးကောင်းတာတွေကြီးလုံးမယ်ဟောဒီနီးဒါတကယ်စစ်မှန်တဲ့ကံကလွတ်မြောက်တဲ့နီးပဲဒီလိုပဲရှိတယ်နော်မှန်ပါပါဗျာဒါကြောင့်မို့လို့ဒီဩကာသနဲ့ကြော့တယ်ဆိုတာလေအဲ့ဒီအတိတ်ပဲတကစုံတစ်ခုပြမမိထားလို့ရှင်တောင်းပန်ပြီးတော့နောင်ကရှောင်ကျင်ပါတယ်ဆိုတာလာရမယ်တဲ့ရှောင်ကျင်ဖို့ကောင်းတာတွေလုပ်ဖို့ရှောင်ကျင်ပြီးတော့ကောင်းတာတွေလုပ်တော့မယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဒီကောင်းကျိုးချမ်းသာတွေဧကံရပြီးထိုကံကလွတ်မြောက်တော့မှသိကြတယ်မည်သူပဲဖြစ်ဖြစ်မကောင်းတဲ့ကံလုံးမိထားတဲ့ပုဂ္ဂိုလ်ဟာထိုလုံးမိတဲ့အတွက်နောင်တပူပန်းနေဖို့မလိုဘူးနောင်တစိတ်လေးနေဖို့မလိုဘူးဘာဖြစ်လို့တုံးဆိုပြင်လို့လဲရတော့တဲ့အရာမဟုတ်ဘူးမေ့ထားလိုက်မေ့ပြီးရင်ဒါမျိုးနောက်ထပ်မလုပ်ဖို့အရေးကြီးတယ်ရှောင်မယ်ကောင်းတာတွေကြီးပဲလုပ်မယ်ဆိုအဲ့ဒီနီးနဲ့ခုနကလုပ်ပြီးသားကံဒီ isolated ဖြစ်သွားတွန်းပြစ်လိုက်တာပေါ့ဘေးကိုဒါကကံကလွတ်မြောက်တဲ့နီးလို့သင်္ခါရမသုတ်မှာမြတ်စွာဘုရားဟောထားတာကောင်းတာတွေကြီးပဲလုပ်ဖို့ပဲ